ကျွန်တော်ဒါဒီပါဒီနေ့ပြောပြမယ့်အဖြစ်အပျက်ကတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်ကကျွန်တော်တို့ရွာနာကညောင်ပင်သားရွာကိုအလုပ်ကိစ္စနဲ့တွားရင်ကြုံခဲ့ရတဲ့အကြောင်းပေါ့ဗျာညောင်ပင်သားရွာကနေကျွန်တော်တို့ရွာကိုပြန်ရင်တင်းချိုင်းကုန်းဟောင်းကြီးကိုဖျက်ရတယ်အဲ့ဒီနေ့ကကန်ဆိုးကျင်တော့မိုးကလည်းတီးမှောင်ကလည်းမှောင်နေတဲ့ညစ်ဦးပိုင်းပေါ်လမ်းလျှောက်လာရင်တင်းချိုင်းကုန်းသားရောက်ခါနီးမှာပဲဟဲ့လူလေးခဏလောက်ကူပါဦး၆ကက်ကက်အတန်ကြီးကလေထဲမှာဝဲလာတယ်ကျွန်တော်လှည့်ကြည့်လိုက်တော့တင်းချိုင်းဝါကဇရက်အိုလေးထဲမှာအဖွားကိုတယောက်ထိုင်နေတာကိုတွေ့ရတယ်စပင်တွေကဖွေးဖွေးဖြူအသားတွေကတွန့်လိန်နေပြီးမျက်လုံးတွေကတော့မှောင်ထဲမှာတောက်နေတယ်လို့ပဲဘာကူရမလဲအဖွားလို့ကျွန်တော်ကမေးလိုက်တယ်အဖွားရဲ့အက်ကလေးကြပြောက်သွားလို့ပါကွယ်ရှာပေးစမ်းပါဦးတဲ့မှောင်ကြီးမဲမဲထဲမှာအရှာခိုင်းနေဆိုတဲ့ကတာမန်တော့မဟုတ်တော့ဘူးဆိုတာကျွန်တော်ရိပ်မိလိုက်ပြီးကျွန်တော်ကလည်းတာတေပဲလေကြောက်เสียလားကျွန်တော်ကဇရက်ပေါ်တက်သွားပြီးအဖွားအိုနာမှာထိုင်လိုက်တယ်အဖွားအိုစီကနေပုတ်စော်နန်းနန်းကြီးရနေတာကိုသတိထားမိတယ်အဖွားအက်ကဘယ်နားမှာကြတာလဲလို့မေးရင်ကျွန်တော်ကအိတ်ထဲကလက်နှိပ်ဓမီကိုထုတ်လိုက်တယ်ဓမီနဲ့ထိုးကြည့်လိုက်တဲ့အချိန်မှာတော့ဗုဒ္ဓကျွန်တော်ရှိကအဖွားအိုရဲ့ခြေထောက်တွေကမြေကြီးပေါ်မှာမရှိဘူးပြလေထဲမှာဝဲနေတာပြီးတော့သူရှာခိုင်းနေတဲ့အက်ကသူ့ရဲ့ရင်ဘတ်ထဲမှာစိုက်နေတာကိုတွေးလိုက်ရတယ်တွေ့ပြီလားလူလေးငါရင်ဘတ်ထဲကအက်ကိုထုတ်ပေးစမ်းပါလို့ပြောရင်သူကပါဇက်ကြီးကိုနှရွက်အထိဖျဲပြလိုက်တဲ့သွားတွေကလည်းမဲနဲ့နေတာပဲကျွန်တော်ကလည်းမထူးတော့ဘူးဆိုပြီးအဖွားအက်ကထုတ်ပေးလို့မရဘူးအဲ့ဒါအဖွားရဲ့အသက်ပဲအဖွားကောင်းရမွန်ရသွားတော့ဗျာလို့ပြောပြီးခါကြကအင်းချထားတဲ့ဓားမြောင်လေးကိုထုတ်လိုက်တယ်အဲ့ဒီမှာတင်အဖွားအိုကဆူဆူဝါးဝါအော်ဟစ်ပြီးလေထဲကိုပြန်တက်သွားတော့တာပဲဇရက်တစ်ခုလုံးလဲတုန်ခါသွားတယ်ကျွန်တော်လဲနောက်မလဲပဲရွာဘက်ကိုခက်တွတ်တွတ်ရှောက်လာခဲ့တော့တယ်နောက်မှသိရတာကအဲ့ဒီအဖွားအိုဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအချုပ်ရင်းတေဆုံးသွားခဲ့တဲ့မဲမင်းကြီးဆိုတဲ့အဖွားအိုတဲ့သူကသူ့ရဲ့အကလေးကိုဆွဲလန်းပြီးတင်းချိုင်းမှာတစေဖြစ်နေတာနှစ်ပေါင်းမနေတော့ဘူးလို့ဆိုကြတယ်ကဲဒါကတော့ကျွန်တော်တာတီကြုံခဲ့ရတဲ့တင်းချိုင်းကုန်းကထူးဆန်းတဲ့အဖြစ်အပျက်လေးပေါ့ဗျာ